ဟဲ့ပနင်းကြည့်ရတာဒီရက်ပိုင်းအတွင်းပို့ပြီးတော့ထွားချိုင်းလှပလာတယ်လို့ပဲနော်စင်မာလေးဒီအတိုင်းပဲငါတယောက်ဖဲဘာမှမထူးကြတယ်လို့ခံစားနေရတယ်လို့ပူစုကစိတ်ပြက်လက်ပြက်နဲ့ပြောလိုက်ပါတယ်ပကခန်းနောက်အပြုံးနဲ့ပြန်ပြောတယ်အော်ပူစုမရဲ့နင်းကလည်းမတိသားလို့ပါနင်းလူဖိုးစော်ကတော့နင်းကိုအဲ့ဒီလိုထူးခြားတဲ့အထီးတွေအချစ်ရဲ့အရာသာတွေကိုမပေးသေးဘူးလားကောင်းမစို့ငါကအကောင်းမှလို့ပူစုကမျက်နှာလေးหนีပြီးပြန်ပြောပေမဲ့စိတ်ထဲမှာတော့ရင်တွေတုန်သွားရပါတယ်တကယ်တော့ပူစုဟာပနဲ့ဖိုးထိန်တို့ရဲ့ခလူဝက်ချက်ကိုလော်ရော်ဆမြင်တွေ့တယ်ဘူးလားပါလူကြီးတွေစပားရစ်သွားတဲ့အချိန်မှာပတို့အိမ်ကိုအသွားအိမ်ထက်ကထုဆက်တဲ့အထန်ကြီးကြောင့်သူချောင်းကိမိခဲ့ပါတယ်အဲ့ဒီတုန်းကသူတို့နှစ်ဦးဟာတယောက်နဲ့တယောက်အလွန်အမင်းရစ်ပတ်နှောင်ဖွဲ့နေကြတာပါအဝတ်အစားတွေအားလုံးကိုဖဲ့ခွာထားပြီးပူနွဲနဲ့အသားချင်းထိတွေ့မှုတွေကြားမှာနှစ်ဦးသားနှိမ့်မျောနေကြလေပကဖိုးထိန်ရဲ့အပေါ်ကနေစီးချက်ကြလှုပ်ရှားပေးနေတယ်လို့ဖိုးထိန်ကလည်းပရဲ့ကိုလုံးလာဒီကိုတက်မတ်စွာစုပ်ကင်ထားတာပေါ့ကောင်းရလားမောင်လို့မင်းနေတဲ့ပရဲ့အတန်းတွေကပူစုရဲ့နားထဲမှာအခုထိပဲ့တင်ထပ်နေလုံးပါပဲအဲ့ဒီမြင်ကွင်းကိုမြင်တဲ့ရကလေးကပူစုတယောင်စိတ်ကူးတွေယဉ်နေမိတာပါဖိုးစော်ကသာသူ့ကိုအဲ့ဒီလိုမျိုးအချစ်တွေပေးလာခဲ့ရင်ဆိုပြီးတော့ပေါ့ကံကောင်းချင်တော့နောက်နှစ်ရက်နေရင်ဖိုးစော်ကသူ့ကိုတရက်ကုန်းကဖျားကိုတော့ဟိုချိန်ထားပါတယ်အဲ့ဒီနေရာကရွာနဲ့လေဝေးသလိုတောဆန်နာကဇရအိုလေးမှာသူတို့နှစ်ဦးတည်းရှိနေကြမှာပါပူစုတယောက်သူ့လက်စိတ်ကူးရင်မှုလေတကယ်ဖြစ်လာဖို့ဖះမှာပဲဆူတောင်းနေမိပါတော့လေတရကုန်းကဖះကုန်းဘေးကဇရအိုလေးဟာတိတ်ဆိတ်လွန်းလာပါတယ်ဒီနေရာဟာချစ်သူတွေရဲ့လှုပ်ဝက်တဲ့ကဘာလေးတစ်ခုမှအားလုံးကသိကြတာပေါ့ပူစုတယောက်ဖိုးစော်နဲ့ဆုံရမယ့်အချင်းကိုစောင့်ရင်းရင်တွေတုန်နေမိပါတယ်ဒီနေ့တော့သူငါ့ကိုအရင်ကထပ်ပိုကြီးချစ်ပြတော့မှလားဆိုတဲ့အတွေးနဲ့တင်ပူစုအသက်ရှူရတာခက်ခဲနေပါပြီဇရက်လေးပေါ်မှာသူတို့နှုတ်တဲ့ရှိနေချိန်မှာတော့ဖိုးစော်ကပူစုကိုအရင်ကထက်ပိုပြီးတင်းကျပ်စွာဖတ်ထားပါတယ်ပူစုလေငါနင့်ကိုတကယ်ချစ်တာပါဟာလို့ပြောရင်းဖိုးစော်ရဲ့အနမ်းတွေကပူစုရဲ့ခနာကိုအနံ့ကိုပြက်နှံ့သွားပါတယ်ပူစုရဲ့ရင်ထဲမှာတလက်လက်နဲ့ခံစားနေရပြီးဖိုးစော်ရဲ့အလိုလိုက်မှုတွေကြားမှာသူကိုယ်တိုင်လည်းမသိစိတ်ကနေလိုက်လျောနေမိပါတော့တယ်သူတို့နှစ်ဦးကြားကအကာအကွယ်တွေတစ်ခုပြီးတစ်ခုလွတ်ထွက်သွားတဲ့အချိန်မှာတော့ပူစုရဲ့ဖြူစင်တဲ့အလားတရားတွေဟာဖိုးစော်ရဲ့ရှေ့မှာအချင်းသားပေါင်လွင်နေပါ යි ဖိုးစော်ရဲ့တာမာရက်ကိုလုံးရဲ့ပူစုရဲ့နှုတ်နဲ့ရဲ့ကိုလုံးလေးထက်တူကျသွားတဲ့အချိန်မှာပူစုတယောက်ရင်ကုန်တန်းတွေစူညံ့လုံးနေပါ යි အရင်ကစိတ်ကူးရင်ခဲ့ရတဲ့အရာတွေဟာအခုတော့လက်တွေ့ဖြစ်လာတော့မှာပါဖိုးစော်ရဲ့ထူးခြားပြီးနဲ့ဆိုင်တဲ့အထီးအတွေ့တွေကပူစုကိုကဘာတစ်တစ်ခုတည်းရောက်သွားစေသလိုပါပဲသူတခါမှမခံစားဘူးတဲ့ပူနွေးမှုတွေစီးလှုပ်ရှားမှုတွေကြောင့်ပူစုတကိုယ်လုံးတုံရင်နေမိပါတယ်ဖိုးစော်ကလည်းပူစုကိုအစွမ်းကုန်အလိုလိုက်ရင်းနှစ်ဦးသားဟာအချစ်ရဲ့ပင်လယ်ပင်ထဲမှာအတူတူနှိမ့်ညောသွားကြပါတော့တယ်ပြင်ပလောကကြီးကိုမေ့လျော့ပြီးသူတို့နှစ်ဦးရဲ့နီးစပ်မှုတွေကြားမှာပဲပျော်မွေ့နေကြပါတော့တယ်ဖိုးစော်ငါ့ကိုတကယ်ပဲချစ်ပေးတော့မှာလားဟင်ငါမနေတတ်တော့ဘူးလို့ပူစုကတိုးတိုးလေးကပ်ပြောလိုက်ပါတယ်ဖိုးစော်ဟာပူစုရဲ့နုနယ်တဲ့ခန္ဓာကိုယ်လေးကိုအရာရာထက်တန်ဖိုးချတယ်လို့မျိုးအသားအရာနှွေးထွေးစွာဆက်ဆံပေးပါတယ်သူတို့နှစ်ဦးရဲ့အသားချင်းထိတွေ့မှုတွေကပိုမိုနီးကပ်လာပြီးနှစ်ဦးကြားမှာဘာအတားစီးမှမရှိတော့တဲ့အထိရစ်ပတ်နှောင်ဖွဲ့နေကြပါတယ်ဖိုးစော်ရဲ့တန်မာတဲ့အထီးတွေကပူစုရဲ့ခန္ဓာကိုယ်တွေကိုနတ်ဆိုင်စွာစီးဝင်သွားတဲ့အခါပူစုတယောက်တုံရင်သွားရပါတယ်အရင်ကတခါမှမခံစားဘူးတဲ့ပူနွဲမှုနဲ့ပြီးဆုံးမှုကြီးကပူစုရဲ့ရင်ထဲမှာလိုင်းတဘိုးဒီလိုရိုက်ခတ်နေပါတယ်ကောင်းလိုက်ကဖိုးစော်ရေတကယ်ပဲကောင်းလွန်ပါတယ်လို့ပူစုကတွတ်တိုးလေးရည်ရွတ်မိပါတယ်ဖိုးစော်ကလည်းပူစုကိုအားရပါရအလိုလိုက်ရင်နှစ်ဦးသားရဲ့စီးချစ်တွေကထပ်တူကြလို့နေပါတယ်ပူစုလေးနေငါ့ကိုတကယ်ပဲချစ်ရလားငါပေးရဲ့အချစ်တွေကိုရောကြိုက်ရလားလို့ဖိုးစော်ကမီးလိုက်တဲ့အခါငါနင့်ကိုပဲချစ်တာပါဒီအထီးတွေ့တွေကိုငါအယမ်းမြတ်နိုးတယ်လို့ပူစုကပြန်ပြောပါတယ်သူတို့နှစ်ဦးဟာအပြင်လောကကြီးကိုမေ့လျော့ပြီးအချစ်ရဲ့အထွတ်အထိကိုအတူတူရှောက်လန်းနေကြပါတယ်ပူစုရဲ့ခန္ဓာကိုယ်လေးဟာဖိုးစော်ရဲ့အလိုတော်အတိုင်းလောက်ပါစွာကောက်ပြန်နေပြီးနှစ်ဦးသားရဲ့အသက်ရှူထန်လေးကဇရက်လေးထဲမှာစူညံလွတ်နေပါတယ်အတန်ကြာအချစ်ပင်လေးထဲမှာကူးခတ်ပြီးတဲ့နောက်မှာတော့သူတို့နှစ်ဦးဟာမောပန်းစွာနဲ့တဦးကိုတဦးဖတ်ထားမိကြပါတယ်။နားတော့တသက်လောင်းဒီလိုပဲချစ်ကြရအောင်နော်
လို့ဖိုးစောကကတိပေးလိုက်ပါတယ်ပူစုကလည်းပျော်ရွှင်မှုတွေကြောင့်မျက်ရည်ဝင်ရင်ဖိုးစောရဲ့ရင်ခွင်ထဲမှာခိုးဝင်နေလိုက်ပါတော့တယ်သူတို့ရဲ့အချစ်တွေကဒီစရက်အိုလေးထဲမှာတက်တဲ့အထည်ကြံရက်ခဲ့ပါပြီပူစုနေငါ့ကိုလက်ထပ်ရမယ်နော်နေဟာငါဘဝရဲ့တူးတီးသောမိမှာပဲလို့ဖိုးစောကအလေးနက်ပြောလိုက်ပါ၏ပူစုကတော့ဖိုးစောရဲ့ရင်ခွင်ထဲမှာနစ်မျောနေရင်အိုးဖိုးစောရဲ့ငါ့ကိုဒီလောက်တောင်ချစ်ပေးနေပြီးမှဘာတွေလာမင်းနေလာလဲလို့ပြန်ပြောမိပါတယ်ဖိုးစောကပူစုကိုပို့ပြီးတင်းကျပ်စွာပွေဖက်လိုက်ပြီးသူတို့နှစ်ဦးရဲ့အချစ်ခီးကိုဆက်လက်ရှောင်လန်းကြပါတယ်နှစ်ဦးသားရဲ့နီးစပ်မှုဟာအရှိန်မြင့်လာတာနဲ့အမျှပူစုတကုံလုံးထူးခြားတဲ့ခန်းစားချက်တွေပြည့်နှက်လာပါတယ်အရင်ကရဖို့တဲ့အထီတွေထက်ပုံမနဲ့ဆိုင်ပြီးပုံမပြင်းပြတဲ့ဒီလိုင်းလုံးကြီးကပူစုကိုအဆုံးစွန်ထိခေါ်ဆောင်သွားတော့မှာပါဖိုးစောမရက်လိုက်ပါအောင်နော်ငါ့ကိုအဆုံးထိခေါ်သွားပေးပါလို့ပူစုကတန်းတနဲ့တောင်းဆိုနေမိပါတယ်ဖိုးစောရဲ့ပြင်းပြတဲ့အချစ်တွေကပူစုရဲ့ခန္ဓာကိုယ်တွေကိုပူနွေးစွာစီးဝင်သွားတဲ့အချိန်မှာတော့ပူစုတယောက်အချစ်ရဲ့အထွတ်အထိပ်ကိုတလှမ်းနိုင်ခဲ့ပါပြီခန္ဓာကိုယ်တွေကပင်မသမျှတွေဟာနှွေးထွေးရဲ့အရာပါတွေအဖြစ်ပြောင်းလဲသွားပြီးပူစုရဲ့ခြင်းထဲမှာကြည်နူးမှုတွေအပြည့်ဖြစ်သွားပါတယ်ဖိုးစောကလည်းသူ့ရဲ့အချစ်အားလုံးကိုပူစုအတွက်ပုံအောပေးလိုက်ပြီးနှစ်ဦးသားဟာအမောတကောနဲ့တယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားမိကြပါတယ်ပူစုငါမိန်းမလေးလို့ဖိုးစောကရင်ခွင်ထဲကပူစုကိုကျင်းနာစာခေါ်လိုက်ပါတယ်ပူစုကလည်းရှက်ကိုရှက်ကန်းနဲ့ဖိုးစောကိုပြန်ဖတ်ထားရင်ဖဲပါအောင်ဖိုးစောရဲ့နင်ကလည်းလူကိုအယမ်းလို့ကပဲလို့ကြည်စေလိုက်ပါတယ်ဒါပေမဲ့ဖိုးစောကတော့အလေးနက်ပါပဲဟင်းငါနင်ကိုမခွဲနိုင်တော့ဘူးဒီညကြရင်ငါတို့နှစ်ယောက်ခိုးပြေးကြရအောင်တဲ့ဖိုးစောရဲ့စကားကြောင့်ပူစုတယောက်ရင်တွေတုန်သွားရပါတယ်သူတို့ရဲ့ဘဝခီးလန်းတဲ့ကဒီစီရလေးကနေစတင်တော့မှလားမဖြစ်သေးဘူးဖိုးစောငါအဖေတို့တည်သွားရင်တတ်လိမ့်မယ်ငါတို့ကငယ်သေးတယ်ဆိုပြီးသူတို့တားထားကြတာလေလို့ပူစုကစိုးရင်တကြီးပြောလိုက်ပါတယ်ဒါပေမဲ့ဖိုးစောကတော့အဖြုံမပြတ်ပါဘူးမစိုးရင်မနဲ့ပူစုရဲ့ငါတို့ကတယောက်ကိုတယောက်ချစ်နေကြတာပဲဟာလာပါငါအနာကိုတိုးခဲ့ပါအောင်လို့ဖိုးစောကချောင်းမောလိုက်ပါတယ်ဖိုးစောကပူစုကိုအရင်ကထက်ပိုပြီးထူးခြားတဲ့ပုံစံမျိုးနဲ့ချစ်ပေးခြင်းနေပါတယ်ပူစုနင်ကခါလေးကတွေ့တော့ငါကဒီလိုလေးဖတ်ပြီးချစ်ပေးခြင်းတာနင်ကပိုပြီးတော့ခံစားရမှာပါလို့ဖိုးစောကသူ့ရဲ့ဆန္ဒကိုဖွင့်ပြောလိုက်ပါတယ်ပူစုတယောက်ရှစ်သွေးဖျန်းသွားပေမဲ့ဖိုးစောရဲ့အလိုကျလိုက်လျောဖို့ဆုံးဖြတ်လိုက်ပါတယ်ပူစုဟာဖိုးစောကိုသူ့နာကဘဲမှမထက်သွားစေချင်ပါဘူးဒါကြောင့်လူကြီးတွေပြောလိရှိတဲ့ချစ်သူကိုဘလို့ပြုစုရမလဲဆိုတဲ့အတိလေးနဲ့ဖိုးစောကိုအစွမ်းကုန်အလိုလိုက်ဖို့ပြင်ဆင်လိုက်ပါတယ်ဖိုးစောရဲ့တန်မာတဲ့အစိတ်ပိုင်းတွေကိုပူစုကကျင်နာစွာနဲ့တန်ဖိုးထားပြုစုပေးတဲ့အခါဖိုးစောစီကကြည်နူးတဲ့ညီးတွားတန်လေးတွေထွက်ပေါ်လာပါတယ်အထီးအတွေ့တွေကတဆင့်ပြီးတဆင့်ပုံမပြင်းပြလာပြီးနှစ်ဦးသားရဲ့စိတ်တွေကတဖန်ပြန်လဲနိုးကြလာကြပါတယ်တော်ပြီပူစုငါမအောင်နိုင်တော့ဘူးနင့်ကိုငါအားရပါရချက်ပေးတော့မယ်လို့ဖိုးစောကဆိုရင်ပူစုရဲ့ခါလေးကိုတင်းတင်းဆုပ်ကင်လိုက်ပါတယ်သူတို့နှစ်ဦးရဲ့အချစ်စည်းချက်တွေကအသစ်တစ်ဖန်ပြန်လဲစတင်လာပါတော့တယ်ဖိုးစောရဲ့ပြင်းပြတဲ့အပြူအစုတွေအောက်မှာပူစုတယောက်ကဘာကြီးကိုမေ့လျော့ပြီးအချစ်ရဲ့နှက်ဆိုင်တဲ့အရာသာထဲမှာနစ်မျောနေပါတော့တယ်ပူစုတယောက်ဖိုးစောရဲ့အလိုကျအစွမ်းကုန်လိုက်လျော်နေမိပါတယ်ငါတို့တစ်သက်လုံးမခွဲကြကြီးနော်ဖိုးစောလို့ရင်ထဲကနေဆုတောင်းရင်းပေါ့ဖိုးစောရဲ့အခုတစ်ခါတင်ဆက်ပုံကအရင်နဲ့မတူပဲပိုပြီးအားပါတယ်လို့ခံစားရပါတယ်ထူးခြားတဲ့အချစ်စည်းချက်တွေကြားမှာပူစုဒီကိုလုံးဖိုးစောရဲ့ပြင်းပြတဲ့မေတ္တာတွေကိုအပြည့်အဝခံယူနေမိပါလေငါလင်သားပဲဟာငါကလည်းသူ့ကိုအယမ်းချစ်တာပဲဆိုရဲ့အတွေးနဲ့တင်ပူစုအတွက်အရာရာဟာပြည့်စုံနေပါပြီခဏတာနားနေကြတဲ့အချိန်မှာနှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ဖတ်ချမိကြပါတယ်ပူစုရဲ့စိတ်ထဲမှာတော့ပဝန်းကျင်ကကြားဖို့နားဝရှိတဲ့အချစ်ဆက်လန်းတွေကိုပြန်တွေးနေမိတာပေါ့တချို့ရီဆိုဒီလိုကြည်နူးမှုကိုခန်းစားရဖို့ခဲရင်ကြပြီးမြင်ငါကတော့ဖိုးစော်ရဲ့အနားမှာတကယ်ကိုပြည့်စုံနေရပြီလို့တွေးပြီးပူစုပြုံးမိပါတယ်လက်ကလည်းဖိုးစော်ရဲ့တန်မာတဲ့လက်မောင်းတွေကိုအလိုလိုစုပ်ကန်ထားမိတယ်လေပူစုငါကိုချစ်ရတာကောင်းရဲ့လားဟင်လို့ဖိုးစော်ကမေးလိုက်ပါတယ်ကောင်းတာပေါ့ဖိုးစော်ရဲ့အရန်လေးပျော်ဖို့ကောင်းတယ်လို့ပူစုကပြင်ဖြေလိုက်ပါတယ်
ဖိုးစော်ကညက်နေကြရင်ခိုးပြေးဖို့ထပ်ပြောပေမဲ့ပူစုကတော့အခြေအနေကိုရှင်းပြရပါတယ်အမေတို့ကငါတို့ကိုငေသေးလေလို့မြင်နေကြတော့လေဒါပေမဲ့ငါတို့အမြဲစုံကြရအောင်နော်လို့ပူစုကဂရိပေးလိုက်ပါတယ်ဒါဆိုရင်လေအခုတခါပြန်ပြီးချစ်ကြရအောင်လို့ဆိုပြီးဖိုးစော်ကပူစုရဲ့အနားကိုတိုးကပ်လာပြန်ပါတယ်ပူစုဟန်အခုတခါမှတော့အရင်လိုရင်တုံမနေတော့ပဲဖိုးစော်ပေးမဲ့အထီအတွေ့တွေကိုအေးအေးဆေးဆေးစောင့်ကြိုနေမိပါတယ်ဖိုးစော်ရဲ့ပူနွေးတဲ့စီးဝင်မှုတွေကြားမှာပူစုတယောက်မျက်လုံးလေးမိတ်ပြီးတစ်ချက်ချင်းခန့်စားနေမိပါတယ်နှစ်ဦးသားရဲ့ရင်ခုန်တန်တွေကထပ်တူကြရင်နောက်ထပ်အချစ်ကပါတစ်ခုတည်းကိုအတူတူလှမ်းဝင်သွားကြပါတော့တယ်အာဖိုးစော်ရဲ့အခုတခါချစ်ပေးတာကပိုပြီးအရသာရှိတယ်လို့ပဲလို့ပူစုကမျက်လုံးလေးမှိတ်ပြီးညှီးတွားလိုက်ပါတယ်ဖိုးစော်ရဲ့တစ်ချက်ချင်းမမှန်ကန်ကန်စီးဝင်လာတဲ့အထီအတွေ့တွေကပူစုရဲ့ခန္ဓာကိုယ်ထဲမှာနှွေးထွေးတဲ့လှိုင်းလုံးတွေလိုပြန့်နှံ့သွားပါတယ်ပူစုဟာဘာကောမှမစင်စားတော့ပဲသူတို့နှစ်ဦးရဲ့အသားချင်းထိတွေ့မှုကြားကနှက်ဆိုင်တဲ့ခံစားချက်ကိုပဲအာရုံစိုက်နေမိပါတယ်ငါ့ကိုချစ်ရတာကောင်းရဲ့လားဟင်လို့ပူစုကမေးလိုက်တဲ့အခါဖူးစော်ကအရင်ကောင်းတဲ့ပူစုရဲ့နင်းကငါ့အတွေ့အကောင်းဆုံးပဲလို့ပြန်ခေလိုက်ပါတယ်ဒီတစ်ခါတော့ပူစုကပဲအချစ်ခရီးကိုဦးဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဖိုးစော်ရဲ့အပေါ်ကနေတက်ခွာပြီးနှစ်ဦးသားပုံမနီကတ်သွားအောင်ပြုစုပေးလိုက်တာပေါ့အရင်ကလူကြီးတွေပြောဘူးတဲ့ချစ်သူကိုဘလို့ပြုစုရမလဲဆိုတဲ့နီးလန်းလေးတွေကိုပူစုကလက်တွေ့စမ်းသပ်ကြည့်ပါတယ်ခန္ဓာကိုယ်ကိုစီးကြက်လှုပ်ရှားရင်ဖိုးစော်ရဲ့အထီးအတွေ့တွေကိုအစွမ်းကုန်ခံစားရင်းနဲ့ပူစုတယောက်အချစ်ရဲ့အထွတ်ထိပ်ကိုတက်လန်းနိုင်ခဲ့ပါတယ်ဒါဟာငါချစ်သူအတွက်ငါပေးနိုင်တဲ့အကောင်းဆုံးကျင်နာမှုတွေပဲလို့ပူစုကကြည်နူးစွာတွေးနေမိပါတယ်ဖိုးစော်ငါတော့ပြီးပြည့်စုံသွားပြီအခုနစ်လေပဲနင်စိတ်ကြိုက်ငါ့ကိုချစ်ပါတော့လို့ဆိုပြီးပူစုကဖိုးစော်စိတ်ကျဉ်နဲ့စေမဲ့ပုံစံမျိုးနဲ့အလိုက်အတင်းလေးပြင်ပေးလိုက်ပါတယ်ဖိုးစော်ကလည်းပူစုရဲ့ခါလီကိုစုပ်ကင်ပြီးသူ့ရဲ့အချစ်အားလုံးကိုပုံအောပေးလိုက်ပါတယ်ပူစုရဲ့စိတ်ထဲမှာတော့ငါချစ်သူစိတ်ချမ်းသာဖို့ဆိုရင်ဘလို့ပဲချစ်ငါကတော့ခွင့်လွတ်ပြီးသားပါငါကိုပဲသူထာဝရချစ်နေမယ်ဆိုရင်ဘာပဲဖြစ်ရပါတယ်လို့သစ္စာရှိစွာတွေးနေမိပါတယ်ခဏတာလွဲချော်မှုလေးတွေရှိပေမဲ့လည်းနှစ်ဦးသားရဲ့နီးစပ်မှုကတော့အေးချမ်းစွာနဲ့ပဲအဆုံးသတ်သွားပါတယ်ပူစုကဖိုးစော်ရဲ့ရင်ခွင်ထဲမှာမိတွေ့ရင်ငါတို့တက်လုံးမခွဲကြကြနော်ဖိုးစော်လို့ကတိတောင်းလိုက်ပါတယ်ဖိုးစော်ကလည်းပူစုကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်သူတို့ရဲ့အချစ်ခရီးလမ်းတို့ရှေ့ဆက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဇရက်အိုလေးတဲကလေတူးဟာသူတို့နှစ်ဦးရဲ့အချစ်တွင်ရိုက်ပြည့်နှက်လို့နေပါတော့တယ်